လမ်းဘက်ကိုပရီးမီးယားလိဂ်မှာမြင်တွေ့ရဖို့လေးမှတ်အလိုပရိသတ်တော်ဝဲမင်္ဂလာပါများစတန်ဖို့ဒန်ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ချဲစီးတဲ့ကနဝင်ကွင်းလယ်လူကြီးဖရက်လမ်ဘတ်ကြောင့်အခုဆိုရင်လူဘယ်နေရာမှန်ကိုရောက်နေရလို့ဆိုရမှာပါအခုဆိုရင်လမ်ဘတ်ကကိုဗင်ထရီစီးတီးအသင်းနဲ့အတူတွဲနီးပြပွားအောင်မြင်မှုမှတ်သားအသစ်တစ်ခုကိုစိုက်ထူဖို့လက်ကန်အကွာကိုရောက်ရှိနေပါပြီလွန်ခဲ့တဲ့25နှစ်2000ခုနှစ်ကပရီးမီးယားလိဂ်ကနေတန်းဆင်းသွားခဲ့ရတဲ့ကိုဗင်ထရီအသင်းကတော့အခုဆိုအဆင့်နေရာကနေတန်းတက်ခွင့် direct promotion ရဖို့အတွက်လေးမှတ်တာလိုပါတော့တယ်ဒါဟာကိုဗင်ထရီဘရိတ်တက်တွေမကပဲလမ်းဘက်ကိုချစ်ခင်ကြတဲ့ပြောင်ပရိသတ်တွေအတွက်ပါရင်ကုန်စိတ်လှုပ်ရှားကြအကောင်းဆုံးခိုက်တက်ဖြစ်လို့လာခဲ့ပါတယ်။မနေ့ကဟာစတီနဲ့ပွဲမှာဂိုးမရှိသေးကြားခဲ့လို့အနေငယ်အမှတ်ရောက်ခဲ့ပေမဲ့ကိုဗင်ထရီရဲ့အနေထားကတကယ်ကိုကြောက်ဆောင်ကြီးလို့ခိုင်မာနေစေပါပြီ။ဒုတိယနေရာကလိုက်လာတဲ့မစ်တယ်ဘရော့အင်းဆွင်းနဲ့မီဝါတို့ကို12မှတ်အထိဖြတ်ထားနိုင်တာဟာအတော်လေးကိုလုံခြုံတဲ့ကွာဝေးပါ။ဒါကြောင့်လမ်ဘတ်ရဲ့ကိုဗင်ထရီကလက်ချန်5ပွဲမှာ4မှတ်ရအောင်နဲ့တန်တက်ခွင့်တေချာသွားမှာဖြစ်ပါတယ်။ဒါမဲ့ရှက်ဖီးယူနိုက်တက်ရဲ့ပွဲမှာကိုဗင်ထရီကနိုင်ပြီးနောက်ကလိုက်နေတဲ့အသင်းကချေချော်ခဲ့ရင်တော့လာမယ့်စနေညဟာကိုဗင်ထရီမျိုးတစ်ခုလုံးရဲ့ပွဲတော်တင်မင်းညဖြစ်လာမှာပါ။လမ်းပါချယ်ဆီနဲ့အဗာတန်တို့မှာနီးပြပွားနဲ့ပတ်သက်လို့ခါးသေးတဲ့အတွေ့အကြုံတွေရခဲ့ပူပါတယ်။အထူးသဖြင့် United မှာကားရီတို့အစွမ်းပြကြီးမှာလမ်ဘတ်ကတော့ချန်ပီယံရှစ်အဆင့်မှာကိုယ့်ကိုပြန်လည်ထူးစစ်ဖို့ဆုံးဖြတ်ခဲ့တာပါ။ကိုဗင်ထရီမှာသူကျင်းသုံးခဲ့တဲ့ကစားဟန်ဟာအင်ကားတက်ပိုပြီးတော့တည်ငြိမ်လာသလိုကစားမတွေကိုစုစည်းနိုင်စွမ်းကလည်းတည်တည်သာတိုးတက်လာခဲ့ပါတယ်။အသင်းက25နှစ်ကြာဝေးကွာနေတဲ့ထိပ်တန်းလေးစီပြန်ပို့ပေးနိုင်တာဟာလမ်ဘတ်ရဲ့နီးပြမှတ်တမ်းမှာအမြင့်မားဆုံးသောအောင်မြင်မှုအဖြစ်မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။ညီကိုတို့ကရောလမ်ဘတ်ကိုပရီးမီးယားလိဂ်မှာမြင်တွေ့ကျင်နေကြပြီလားပြောပြခဲ့ကြပါဦး။